နောက်တော့ပြီးလက်ခံလာတယ် လက်ခံတာပေါ့အရန်ကိုလက်ခံတာတတ်တော့တူတူဖေဖေကိုရွေးခိုင်းလိုက်တာဖေဖေရလေတာတူတော့ကတူပဲတော်တယ်တူပဲကောင်းတယ်ဘလူးမှကောင်း ကန်လာပြီးတော့တော်တော်လန့်တယ်လက်မိမဲ့လည်းအခုကတော်တော်တရားစဉ်းစားအချိန်ကြီးစဉ်းစားထားပါတယ်တော်တော်အဆင်ပြေပါတားကြောင့်လည်းတော်တော်အဆင်ပြေသူ့ကိုအများကြီး supporting ပေးတယ်ကျွန်တော်ဆိုရင်စိတ်သက်ပိုင်းရောအများကြီးကြိုတဲ့အချိန်မှာသူကကျွန်တော်အများကြီးထောက်ပံ့ပေးတယ်ကျွန်တော်ဆိုရင်များအရင်တော့ပုံစံအခုကနည်းနည်းကွာသွားပြောရရင်အဲ့လိုသူကျွန်တော်အများကြီးလုပ်ပေးတယ် ဖေထင်ရမလို့နဲ့ဆိုရင်လို့ပြောတာစိတ်ရှိရင်မဟုတ်ဝကြွပါလားဖေဖေရဲ့ အဲ့ဒါကြောင့်မို့လို့ပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်တော်အဓိကပထမတစ်ချက်နံပါတ်1စဉ်းစားတာတားကြောဟောကျွန်တော်ရဲ့ဆုံးဖြတ်ချက်ကတားကြောအများကြီးမူတည်တယ်သိတယ်မလားအဲ့ဒါကြောင့်မို့တားကြောနဲ့တားကြောနဲ့သူနဲ့ကိုသူတားကြောခဏခဏမေးတယ်အဆင်ပြေတာသူကလည်းအဆင်ပြေတယ်ပြီးတော့ကျွန်တော်ကိုယ်တိုင်ကလည်းတရားအချင်းပြီးလေ့လာတယ်သူကအပြိုပြောကျွန်တော်က single father နောက်တစ်ခုရှိတယ်သူကပညာတတ်တယ်နောက်ကျွန်တော်တို့အချိန်နေတဲ့ဆိုင်တော့သူကကျွန်တော်တို့ပြည်တယ်တဲ့မှာပါတယ်ပေါ့နော်ချမ်းသာတယ်မှာတော့မပါဘူးဒါပေမဲ့သူ့မှာရှိတဲ့ခွန်အားလေးနဲ့အဲတားကြောအများနဲ့ပတ်မိုးပေးတယ်